အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ရမညမေရေးသားထားတဲ့လောကဇက်ခုံဘုံဘုံလို့အမည်ရတဲ့ဝတ္ထုရှိအပိုင်းနှစ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်စာခွေရိုင်းဝင်းသမီးလေးမွေးပြီး9ရက်မြောက်နေ့ဒေါ်ပေတို့အိမ်မှာစောစောစီစီအိုးတန်ခွက်တန်စကားပြောတန်တွေတစ်ချက်အင်းအဲကလေးငိုတန်လေးကြားရပါပြီတောင်တယောက်စောစောစီစီမိဖို့ကြီးနာချွေးတစီစီနဲ့မိကိုကလည်းမွန်လိုက်တာဂျမ်ဘုံအမေကိုရက်တောင်ကန်ပေးပါဦးမိဂျမ်ဘုံရက်တောင်လေးအပြေးယူပေးရင်အမေသမီးတငယ်ချင်းတွေလည်းခေါ်လာမယ်နော်နေ့လည်ကြရင်အေးမိဂျမ်ဘုံပြောပြီးအဖွားတို့လူကြီးတွေနာသွားထိုင်နေသည်မပိန်ဝင်းတယောက်ကလေးမွေးတာလွယ်လာကြည်လားလက်တံတော့မမီဘူးဆိုဒေါ်ညော့စကားကိုဖွားပိန်တယောက်အပေါင်သေးလိတ်ဖြူတုတ်ကြီးဖွာရင်ဟုတ်ပါမညော့ရဲ့ဘိုက်နာတယ်ပြောလို့မညိခင်ကိုသွားခေါ်တာအခန်းထဲမရောက်သေးဘူးကလေးကမွေးပြီဖွားပိန်စကားကိုဒေါ်ခင်အေးတယောက်ခေါင်းညိရင်ဟုတ်ပါမွေးရဖွားရလဲပုံများခွေးကလေးမွေးသလားအောင်မရတဲ့တော့ဖွားတော်ညော့ဖွားပိန်ကြီးခင်အေးကြီးတင်အောင်ဒေါ်လာချမီအိမ်နီးချင်းလူကြီးတွေစကားဝိုင်းတဲ့မိကြံဖို့တယောက်နားထောင်ရင်အိမ်ငိုက်နေသည်ဝင်းအနားမှလည်းရွယ်သူစေစုယိုနဲ့ကလေးဝိုင်းလူချီနေကြသည်ငိမ့်ကြီးတိတ်အောင်သမီးမမီခိုင်ဒေါ်ခင်အေးသမီးအာကာပူစီဒေါ်လာချမီသမီးဒေါ်အမဘီကကြီးခင်အေးတို့အိမ်နာကအမလေးကလေးနီးထုတ်ထားတာပွားတီပွားရောင်နဲ့ပေးငါထုတ်ပေးမယ်ပြောရင်ဆိုရင်ညင်တယောက်ကလေးကိုပွေးချီသည်လုံကြီးဟောင်းတစ်ထည်ကိုနှစ်ပိုင်းဆုပ်ထားပြီးအနီးလှုပ်ထားသည်သေခန့်ကိုလူကြီးအပြဲတွေကိုတော့ခက်သေးဖြတ်ထားသည်အဖြူရောင်နှီးကသုံးထည်သာရှိသည်ဟဲ့ညင်အနီးထုတ်တာတင်းနေရောအာကာပူစီပြောစကားကိုညင်တယောက်မျက်နှာလေးမော့ရင်အဲ့ဒါတောင်သူထိုးလို့ခေါ်တယ်အဲ့လိုမှကလေးချစ်လက်တွေမကွေးမှာဟုတ်ကိုယူဝဲကြသွားပြောလေသည်တယောက်တစ်ပေါက်ကျွတ်စီဟိုတစုဒီတစုနှင့်မိထုတ်အိမ်မှအဖွဲကြနေကြသည်ကျွေးသည်ကပါမော့အုံနိုဆန်တာခွေရိုင်ဟုခေါ်သောမုတ်ချိုတမျိုးသည်တာသည်တာခွေရိုင်ပါမော့အုံနိုဆန်စားကောင်းတဲ့နော်ဘယ်သူလောက်ထားတာလဲတတကြီးငိုဟုခေါ်သောဖွားငိုအမေကိုတောင်တယောက်ဘယ်သူရှိအောင်မလဲကြီးငိုရဲ့ဒီရတောင်ပေါ့မလုတ်တက်ပဲနေပါမလားအမေကမိထုတ်ဆိုသားခွေရိုင်းအလူဆိုအုံနှုတ်ခောက်ဆဲမင်္ဂလာဆောင်ဆိုထမင်းလိုးဝကိုမပြောင်းပုံသိမ့်မှတ်ထားတာမောင်တွေညီမတွေမိထုတ်လို့ခုတူမလဲရောက်လာပြီတာခွေရိုင်းဘက်မပြောင်းဘူးဟုရမောင်ရင်ပြောပြလေသည်ဟုတ်လဲဟုတ်သည်ဖွားပဲအိမ်ကမိသားစုမှန်တယ်မြဘသူကလေးမွေတာခွေရိုင်းသာကျွေးတက်လေသည်တာခွေရိုင်းမို့ချိုတမျိုးပါဝင်ပြစီပကံဖြူလေးတဲ့ပေါင်ထားတော့ကောက်ညင်ကိုအနှဲငယ်ထက်မို့အုံနောက်ထက်ပါမော့တုံကြီးကိုလက်နဲ့ဖက်ထက်အုံနို့တကြားနို့စီနဲ့စားအချိုးကျရောပြီးကြိုထားတဲ့အုံနို့ကိုထက်အေးလေးစားခြင်းရေခဲတို့ကြီးကိုထုချေထားတာလေထက်ပြီးအရန်ကိုစားကောင်းတဲ့မို့ချိုတခွဲရပြီပေါ့ဒါနဲ့တော်ပိန်ကလေးကစနေသမီးဆိုငေဇော်ကိုဓာထမ်းကြော့ခိုင်းရဲ့လားတာဦးစနေမီလို့မှွေတဲ့ခုတဲကနိုင်မှတော်ကကြမယ်နော်တာဦးစနေဆိုအိထောင်လဲကွက်တက်တယ်တဲ့ဒါနဲ့နာမီကဘာပိထားတော့ဒေါ်ညွန့်ရဲ့စကားကိုဖွားပိတ်တယောက်တက်ပြင်းချရင်ငါလဲစနေနေ့မမွေးတင်ချင်ပါဘူးည7 နာရီလောက်ပိုင်းနာတာဆိုတော့7 နာရီကျော်ရင်တနေ့ကနေနဲ့ရိုက်ပြီးထင်ထားတာအမဲတဲကောင်းမာတဲ့ကလေး7:45မွေးချလာရောလေစနေကြိုလည်းမဖြစ်ဖို့မျောလင်းရတာပေါ့လေနာမီကတော့သူ့ဖေနာမီနဲ့ပါအောင်နိနန်နဲ့လည်းကအောင်နီဇောလို့ပေးထားလေရတော့ဩနီဇောညွန့်အပေါင်းစေးပေါ်လေအားဖွာလေတစ်ချက်မှုတ်ထိုးလိုက်ပြီးမိကိုငွေ့များအားငေးကြည့်ရင်ဖွားပိတယောက်ဘာရမဟုတ်ရေမောတလို့ခံစားနေရပါတော့သည်နောက်အပတ်တွေမှာလဲဘလို့ပုံစံမျိုးလေးနဲ့နီဇောတယောက်ကြည်ပြင်းလာမလဲဆိုတာဆက်လက်အားပေးကြပါအောင်ရှင်